DJI Osmo Mobile 8 နဲ့ Osmo Mobile 8 Pro နှစ်ခုစလုံးကဖုန်းနဲ့ဗီဒီယိုရိုက်တဲ့အခါလှုပ်ရှားမှုကိုငြိမ်သက်စေတဲ့ 3-axis gimbal တွေဖြစ်ပါတယ်။ Reels, TikTok, YouTube vlog တွေရိုက်ဖို့အဆင်ပြေပါတယ်။ DJI Air 3 drone video ကောင်းကင်ပေါ်ကနေဗီဒီယိုနဲ့ဓာတ်ပုံရိုက်လို့ရတယ်။ Travel video, YouTube video, real estate video ရိုက်ဖို့ကောင်းတယ်။ 4K video ရိုက်နိုင်တယ်။ Wide camera နဲ့ zoom camera နှလုံးပါတယ်။လူကားစက်သိန်းတွေကိုအလိုအလျောက်လိုက်ဖန်ပေးနိုင်တယ်။ Active track battery တစ်လုံးနဲ့40မိနစ်ကျော်ပြန်နိုင်တယ်။ DJI Air 3ဟာကောင်းကင်ပေါ်ကအလန်းစား drone video ရိုက်ဖို့ဖြစ်ပါတယ်။ DJI Mavic 4 Pro က DJI ရဲ့အဆင့်မြင့် professional drone ဖြစ်ပါတယ်။ကောင်းကင်ပေါ်က 4K, 6K အရည်အသွေးမြင့်ဗီဒီယိုနဲ့ဓာတ်ပုံရိုက်နိုင်တယ်။ကင်မရာ3လုံး wide, medium, tele ပါတယ်။ Obstacle avoidance အတားအဆီးရှောင်စနစ်ပါတယ်။ Subject tracking နဲ့လူကားတွေကိုလိုက်ဖမ်းရိုက်နိုင်တယ်။ Mavic 4 Pro က professional video နဲ့ရုပ်ရှင်ဆန်ဆန် drone shot တွေအတွက်အကောင်းဆုံး DJI drone တွေကတစ်ခုဖြစ်ပါတယ်။ DJI Avata 2 ဟာ FPV drone တစ်မျိုးဖြစ်ပြီး 4K ဗီဒီယိုအရည်အသွေးမြင့်ရိုက်ကူးနိုင်က goggles နဲ့ပြန်တန်းရတဲ့အတွက်လေထဲမှာကိုယ်တိုင်ပြန်နေရတယ်လို့အတွေ့အကြုံပေးတဲ့ action drone တစ်ခုဖြစ်ပါတယ်။ DJI Flip ဟာပေါ်ပါပြီးခောက်သိမ်းလို့ရတဲ့ smart camera drone တစ်ခုဖြစ်ပြီး 4K ဗီဒီယိုရိုက်ကူးနိုင်က AI tracking နဲ့ selfie, vlog နဲ့ခရီးသွားမှတ်တမ်းဗီဒီယိုတွေအတွက်အကောင်းဆုံး drone တစ်ခုဖြစ်ပါတယ်။ Propeller guard ပါဝင်လို့ပိုလုံခြုံပြီးစတင်အသုံးပြုသူတွေအတွက်လည်းလွယ်ကူပါတယ်။ DJI Ronin 4D ဟာရုပ်ရှင်နဲ့ commercial video တွေအတွက်ထုတ်လုပ်ထားတဲ့ professional cinema camera ဖြစ်ပြီး 4-axis stabilization နဲ့အလွန်ငြိမ်သက်တဲ့ footage တွေကိုအရည်အသွေးမြင့်ရိုက်ကူးနိုင်ပါတယ်။ DJI Mavic 3 Pro ဟာ triple camera ပါဝင်တဲ့ professional drone တစ်ခုဖြစ်ပြီး 5.1K အရည်အသွေးမြင့်ဗီဒီယိုနဲ့ cinematic aerial shot တွေရိုက်ကူးနိုင်တဲ့ DJI ရဲ့အစွမ်းထက်ဆုံး drone တွေကတစ်ခုဖြစ်ပါတယ်။ DJI Mic Mini နဲ့ DJI Mic 2 ဆိုတာကကျိုးမဲ့ microphone, wireless microphone ဗီဒီယိုရိုက်တဲ့အခါလူပြောတဲ့အသံကိုရှင်းရှင်းလင်းလင်းဖမ်းယူပေးတယ်။ဖုန်း၊ကင်မရာ၊ laptop နဲ့ချိတ်သုံးနိုင်တယ်။အဝေးကနေပြောနေလဲအသံကောင်းကောင်းရတယ်။လေတိုက်တံပတ်ဝန်းကျင်ဆူညံတံတွေကိုရှော့ပေးတယ်။ဥပမာ vlog ရိုက်တာ Facebook Reels, TikTok, YouTube video, interview, live streaming တွေမှာအများဆုံးသုံးကြတယ်။အတူချုပ်ပြောရရင်ဗီဒီယိုရိုက်တဲ့အခါအသံကောင်းကောင်းရဖို့သုံးတဲ့ mic ပါ။
DJI Lito 1ဟာစတင်အသုံးပြုသူတွေအတွက်ထုတ်လုပ်ထားတဲ့ပေါ်ပါပြီးခောက်သိမ်းလို့ရတဲ့ကင်မရာ drone တစ်ခုဖြစ်ပါတယ်။ DJI Lito X1 ဟာ Lito series ရဲ့ပုံမှုမြင့်မားတဲ့ model ဖြစ်ပြီး 4K HDR video, LiDAR obstacle detection နဲ့အရေးအသွေးမြင့်ကင်မရာပါဝင်ပါတယ်။ Cinematic aerial shot တွေရိုက်ကူးခြင်းနဲ့ creator တွေအတွက်တင့်တော်တဲ့ drone တစ်ခုဖြစ်ပါတယ်။ DJI Mini 5 Pro ဟာပေါ်ပါပြီးအစွမ်းထက်တဲ့ကင်မရာ drone တစ်ခုဖြစ်ပါတယ်။ 4K, 5K အရေးသွေးမြင့်ဗီဒီယိုရိုက်ကူးနိုင်ပြီး obstacle avoidance နဲ့ active track စနစ်များပါဝင်တာကြောင့်လုံခြုံစွာပြန်တန်းနိုင်ပါတယ်။ Travel vlog, content creation နဲ့ cinematic aerial shot တွေအတွက်အထူးသင့်တော်ပါတယ်။ DJI Osmo Action 6 ဟာ Action camera အမျိုးအစားတွေကအစွမ်းထက်ဆုံးတွေကတစ်ခုဖြစ်ပြီး 4K 120fps video အလွန်ကောင်းတဲ့ stabilization နဲ့ low light performance ကိုပေးစွမ်းနိုင်ပါတယ်။ရေငုပ်ခြင်း၊စက်ပီးစီးခြင်း၊ခရီးသွား vlog နဲ့ adventure video တွေအတွက်အထူးသင့်တော်ပါတယ်။ DJI Mic Mini 2 ဟာပေါ်ပါပြီးအသုံးပြုရလွယ်ကူတဲ့ wireless microphone တစ်ခုဖြစ်ပြီး vlog, TikTok နဲ့ YouTube Shorts တွေအတွက်ကြည်လင်တဲ့အသံကိုမှတ်တမ်းတင်နိုင်ပါတယ်။ DJI Mic 3 ဟာ professional wireless microphone တစ်ခုဖြစ်ပြီး interview, podcast နဲ့ video production တွေအတွက် studio quality အသံကိုအရေးသွေးမြင့်မှတ်တမ်းတင်နိုင်ပါတယ်။ DJI Osmo Pocket 3 နဲ့ Pocket 4 ကတီးငယ်တဲ့ professional video camera လေးပါ။ဖုန်းထက် video quality ပိုကောင်းပြီးလက်ထဲကင်ယုံနဲ့ငြိမ်ငြိမ်လေးရိုက်နိုင်အောင် 3-axis gimbal ပါပါတယ်။ Facebook Reels, TikTok, YouTube Shorts ရိုက်လို့ရတယ်။ video မတုံမဲ့ smooth ဖြစ်တယ်။လမ်းလျှောက်ရင်းရိုက်လေးငြိမ်နေ။ Face tracking ကင်မရာကမင်းမျက်နှာကိုအလိုအလျောက်လိုက်ဖမ်းပေးတယ်။တယောက်တည်းဗီဒီယိုရိုက်တဲ့သူတွေအတွက်အရန်အသုံးဝင်တယ်။ညဘက်ဗီဒီယိုရိုက်လို့ကောင်းတယ်။ Night market မြို့ညရှုခင်း slow motion video ရေဖြန်းတာကားခုန်တာအားကစားတွေကိုနှီးနှီးလေးအလန်းစားရိုက်နိုင်တယ်။ DJI Inspire 3 ဟာရုပ်ရှင်နဲ့ commercial video တွေအတွက်ထုတ်လုပ်ထားတဲ့ professional cinema drone တစ်ခုဖြစ်ပြီး full frame 8K cameraလေးလင်နိုင်တဲ့ lens တွေနဲ့အလွန်တိကျတဲ့ flight system ပါဝင်တာကြောင့် Hollywood အဆင့် aerial shot တွေရိုက်ကူးနိုင်ပါတယ်။